ဒီအသုံးလေးတွေကအပြောမှာဆိုလို့ရှိရင်တော်တော်လေးသုံးတယ်နော်တခါလေးရအောင်လုပ်တော့မယ်နော် okay တခါတလေအမြဲတမ်းမဟုတ်ဆိုတော့ပြောပြနော်အဲ့ဟာ from time to time လို့ပြောလို့ရနော် I go there from time to time when I have free time အားရခါမှာဆိုရှင်အဲ့ဟိုတခါတရံသွားပါတယ်သူအမြဲတမ်းမဟုတ်ဆိုတော့ပြောပြနော် okay နောက်တစ်ခုအနေနဲ့မြန် sooner or later တော့ပြောလို့ရနော် sooner or later you will understand my decision အနေနဲ့မြန်ဆိုလို့မင်းငါ့ရဲ့ဆုံးဖြတ်ချက်ကိုနားလည်မှာပါနောက်တစ်ခုကမြန်နေမြန်အောင် ASAP ကိုတုံးပြောလို့ရနော် ASAP as soon as possible call me ASAP when you get this message ဒီ message ကိုရလို့ရှိရင်ငါ့ကိုမြန် home call if you want to catch the 8 a.m. train you have to leave ASAP မင်းရှင်းရရထားကိုမိရင်ဆိုရှင်မြန်ထွက်ဖို့လိုတယ်မြန်သွားဖို့လိုတယ်ပေါ့ okay နောက်တစ်ခုထာဝရအမြဲအဲ့ဟာ for good ကိုတုံးပြောလို့ရနော် I moved to Bangkok for good ငါဘန်ကောက်ကိုအပြီးပြောင်းသွားတာပေါ့ okay I quit smoking for good last year ပြီးခဲ့တဲ့ငါဆေးလေးကိုအပြီးဖြစ်လိုက်တာထာဝရဖြစ်လိုက်တာအပြီးဖြစ်လိုက်တာ okay ဒီသဘောပြောရင်အခုလိုမျိုးအသုံးလုံးလေးတွေကကိုယ့်တို့အကျိုးရှိလားမသိဘူးအကျိုးရှိရဆိုလို့ရှိရင် comment မှာ yes လို့ရေးသွားပေးမယ်နော်အကျိုးရှိသူများနေတယ်ဆိုလို့ရှိရင်အခုလိုမျိုးအသုံးလုံးလေးထပ်ပြီး share ပေးမယ်နော် okay